နေလေးโอเคအခုကတော့ဒီ M4 အတွက်လိုအပ်နိုင်တာတွေကိုပြန်ပြီးတော့တက်နိုင်နေများစုပေးထားတဲ့ဗီဒီယိုအပိုင်း9လေးပါရှင်နံပါတ်1ကတဲ့နဲ့ပတ်သက်ပြီးတော့မှားလိုက်ချင်တာကတခါလေးချလို့ရှိရင်လေဒါကျတော့တဲ့ကိုမြင်ပြီးလို့ပဲပြန်ကြတယ်ဒါပဲတဲ့ ikimas စားပြီးသွားမယ်တို့ဂန်ကီတဲ့ကျမ်းမာပြီးတော့စီယိုအီဒက်အကောင်းနေအဲ့လိုမျိုးတဲ့ကိုမြင်ဘာတဲ့ပဲဖြစ်ဖြစ်ပေါ့နော် verb ဖြစ်တဲ့ပဲဖြစ်ဖြစ် e ကိုဖြုတ်ခုတဲ့ပဲဖြစ်ဖြစ် now ကိုဖြုတ်တဲ့ပဲဖြစ်ဖြစ် noun plus တဲ့ပဲဖြစ်ဖြစ်များသောအားဖြင့်ပြီးလို့ပြန်တတ်ကြတယ်ဒါပေမဲ့မှတ်ထားစီချင်တာကတဲ့ဒီလို့ဆိုပြီးတော့လဲဘာသာပြန်လို့ရတယ်တခါတည်းမှာ noun နောက်ကတဲ့ကလို့မဟုတ်ဘဲနဲ့ကြောင်းလို့လည်းပြန်လို့ရပါတယ်ဥပမာကြည်ရှင်းတဲ့ငလင်ကြောင့်ဆူနာမီတဲ့ဆူနာမီကြောင့်ဆိုတဲ့ပုံစံမျိုးပါအဲ့တော့မှားလိုက်ချင်တာကရုတ်တရက်တဲ့ကိုတွင်ခေါင်းထဲမှာတစ်လုံးဆွဲလာတဲ့လို့ပါပေါ့နော်ပြီးမဟုတ်ဘဲနဲ့လို့ဆိုတာလေဘာသာပြန်လို့ရတယ်နောင်နောင်မှာတခါတည်းအဲ့ဒီနောင်ကမကောင်းတဲ့နောင်ဆိုရင်ကြောင့်ဖြစ်နေပြောရှင်လေတဲ့ကိုသုံးလို့ရပါတယ်နောက်တစ်ခုဒါလေးကဒါထပ်ပြီးတော့အရှိမှလည်းအရှိရဖိုင်ထဲမှာလည်းပါပါတယ် listen ထဲမှာကြားနိုင်တဲ့အရာများဆိုပြီးထည့်ပေးထားပါတယ်သူများကိုခိုင်းရမယ့်ဟာပုံကြည့်လိုက်လို့ပုံအနေထားကသူများကိုခိုင်းရမယ့်ပုံဆိုရင်ကိုရီဘဲအသုံးလေးတွေကြားနိုင်လဲဆိုတော့ verb တဲ့ခုတဲ့ရူအဲ့ဒီ verb တဲ့ခုတဲ့ရူရဲ့အဓိပ္ပာယ်လုတ်ပေးပါလားလို့ verb တဲ့ခူရာဆိုင်မဆန်ကလုတ်ပေးပါလား verb တဲ့ဣဒါရာခဲမဆန်ကလုတ်ပေးတာလေးလက်ခံရရှိနိုင်မလား verb တဲ့မူရာရဲ့မဆန်ကအတူတူပဲပေါ့နော်အားလုံးကအဲ့ဒီကိုကအဲ့ဒီပု္ပ္ပစာလေးကိုကခိုင်းရမယ့်အနေအထားမျိုးဆိုရင်ဒါလေးတွေကြားနိုင်တယ် verb တဲ့ခူရဲရူတို့ verb တဲ့ခူရာဆိုင်မဆန်က verb တဲ့ဣဒါရာခဲမဆန်က verb တဲ့မူရာရဲ့မဆန်ကဆိုတာကြားနိုင်တယ်ကိုဘက်ကပြုလုပ်ချင်တာဆိုရင်တော့တဲ့ထဲမှာမှစဲတန်လေးပါတာကိုရွေးဥမာပုံအနေထားရကိုကသူများကိုခိုင်းချင်ရင်အပေါ်ကအတန်လေးနားထောင်ကိုကလှုပ်ချင်တာကိုဘက်ကနေလှုပ်ချင်တာကိုကိုခိုင်းမှုပြောရဟာမျိုးဆိုရင်စဲပါတာလေးကိုရွေးပါနောက်တစ်ခု not နဲ့ပတ်သက်ပြီးတော့မှားလိုက်ချင်တာလေးကဒါရှိလို့ဒီ not ကိုမြည်ဤရဲ့ဆိုပြီးတော့ particle ပဲသိချပါတယ်ဒါပေမဲ့ကိုရီတိတဲ့ not ဒီတခါတည်းမှာ noun အတွက်သုံးတာလေးဖြစ်နိုင်ပါတယ် noun အနေနဲ့သုံးတာလေးရှိတယ်ဒါကြောင့် not ကိုမြင်နိုင်ခေါင်းထဲမှာ particle လို့ပဲမတွေးတာနဲ့တခါတည်းမှာအဲ့ဒီ not က noun လေးဖြစ်နိုင်နေပါတယ်ကိစ္စတို့နေရာတို့အကြောင်းအရာတို့အဲ့လိုမျိုးလေးတွေပြောတဲ့ noun လေးဖြစ်နိုင်ပါတယ်ဒါကြောင့် not နဲ့တွေ့တိုင်းခေါင်းထဲမှာ particle ကြီးပဲမှတ်ထားပါနဲ့ noun လေးဖြစ်နိုင်ပါတယ်နောက်တစ်ခု garu တို့ garimas တို့မှန်ကန်တဲ့ဝါကျတဲ့ကြောင်းဖြစ်ဖို့အတွက်လေ subject ပေါ်မူတည်တာပါ subject ဆိုတာဝါသို့မဟုတ်ဂါကတ်ထားတဲ့ subject ပေါ်မူတည်ပြီးတော့အဲ့ဒီဝါကျကိုဖွဲ့စည်းထားတာမြင်ပြမယ်နော်ဝတ္တရှိကလေလို့စပြီးအစာပြိုးလိုက်ရင်ဒီတစ်ကြောင်းလုံးကဝတ္တရှိကြောင်းပြောတော့မှာယာမရဆန်ကလေဆိုပြီးအစာပြိုးလိုက်ရင်ဒီအခြေအနေတစ်ခုလုံးကယာမရဆန်အကြောင်းပြောတော့မှာလေဒါကြောင့်မလို့ဝါကျတဲ့ကြောင်းရဲ့မှန်ကန်မှုဒီ subject ကိုကြည့်ဖို့လိုပါတယ်သူနဲ့စတယ်ဆိုမှတော့သူ့အကြောင်းပြောဖို့ပေါ့အဲ့ဒီ subject ကကိုမဟုတ်ဘဲနဲ့သူများတာဖြစ်နေရင်စပါဇက်ကစထွက်ထားတဲ့ subject ကကိုမဟုတ်ဘဲနဲ့သူများဖြစ်နေရင်သူများနဲ့ကိုက်ညီအောင်ဒဇိန်တယောက်ရဲ့ခံစားချက်တွေပါပြီးပြောချင်ရင်ဤဆိုရင်ဤဖြုတ်ပါနားဆိုရင်နားဖြုတ်ပြီးတော့ဂါရုတို့ဂါရီမတ်တို့ကိုထည့်ပေးပါဆိုလိုချင်တာကဥပမာဝတ္တရှိဝနဲ့ဆိုင်ဒီဝကြကျမအကြောင်းပြောမှာအကယ်လို့မီရာဆန်ဝနဲ့ဆိုင်မီရာဆန်အကြောင်းပြောမှာကိုအကြောင်းပြောရင်တော့ဝတ္တရှိဝဆူရှီအိုတာပဲတိုင်းကျမဆူရှီစားခြင်းနဲ့ကိုအကြောင်းပြောရင်တော့အပေါ်က grammar မလိုဘူးစလိုက်တဲ့ subject ကမီရာနဲ့ဆိုင်သူများအကြောင်းဆိုရင်မီရာဆန်ဝဆူရှီကိုတာပဲတိုင်းကဤကိုဖြုတ်တာပဲတာဂါရုဆူရှီစားခြင်းနဲ့လို့ပြောပေးရမယ်ဆိုလိုချင်တာကလေအဓိက subject ပေါ်မူတည်တယ်စာမိုးဝဲမှာအဖြေမှာပဲဖြစ်ဖြစ်တနေရာမှာပဲဖြစ်ဖြစ်ဂါရုတွေဂါရီမတ်တွေပါနေရင်တတိထားမှာ subject ကိုအလင်းမြန်သွားကြည့်ပါ subject ကသူများဖြစ်နေကျင်းနေပေါ့အဲ့ဒီဒီသူများ feeling ကိုပြောဖို့အတွက်ဂါရုဂါရီမတ်တွေသုံးပေးရမယ်အတူတူပဲเนาะ dictionary form နဲ့ verb form အဲ့လိုသုံးဖို့အတွက်ဘာလုပ်ဖို့လိုလဲဆိုရင်ဤဆိုရင်ဤဖြုတ်ပါနားဆိုရင်နားဖြုတ်ပြီးတော့ပေါင်းပေးပါเนาะဒါဆိုဒီစာမျက်နှာလေးကိုပြန်တွေးပြရရင်ကိုရီမြင်နိုင်တဲ့တဲ့မှန်သမျှတိုင်းဒီ
ပြီးမဟုတ်ပဲနဲ့လို့ဆိုတာလည်းဖြစ်နိုင်တယ်တခါတရံမှာနောင်တစ်ခုတွေ့တယ်အဲ့ဒီနောင်ကမကောင်းတဲ့နောင်ငလင်းလို့မှုန်တိုင်းလို့မကောင်းတဲ့နောင်တွေဖြစ်လို့ကြောင်းဆိုပြီးတော့အပြစ်တင်တဲ့ပုံစံမျိုးလေးနဲ့ပြောချင်ရင်လေဒဲကိုသုံးလို့ရတယ်ဒါလေးစနစ်မှာကြားနိုင်တဲ့စာသားလေးတွေဖြစ်ပြီးတော့နော့နဲ့ပတ်သက်ရင်မှားလိုက်ချင်တာကနော့ကိုပါတီကယ်လို့ပဲမတွေးနဲ့တခါတရံနော့ဒီနောင်အဖြစ်နဲ့သုံးထားတာလေးရှိတယ်နောက်တစ်ခုဝါကြတဲ့ကြောင်းကိုမှန်ကန်မှုက subject လိုအပ်တယ် subject ကသူများတာဆိုရင်သူများ feeling ကိုပြဖို့အတွက်ဤရီနာတွေပြုတ်ဂါရုတို့ carry must တို့သုံးလို့ရပါတယ်နောက်တစ်ခုဒီစကားလုံးလေးလည်းကြားတတ်ပါတယ် verb တဲ့ဟိုရှိတာပဲတဲ့ဟိုရှိစားစီခြင်းနဲ့သူများကိုခိုင်းတဲ့ပုံစံလေးပါပဲအိုရှိရဲ့တဲ့ဟိုရှိတင်စေခြင်းနဲ့မိတဲ့ဟိုရှိကြည့်စေခြင်းနဲ့သူများကိုခိုင်းတဲ့အခါမှာဒီသုံးလုံးလေးလည်းသုံးလို့ရပါတယ် verb တဲ့ဟိုရှိ verb စေခြင်းနဲ့ဆိုတဲ့သဘောတဘာဝလေးပါနောက်တစ်ခုမှားလိုက်ချင်တာကဒါကျတော့ဆံမွဲဖြစ်ရင်ကွက်လိုက်ရှိမှာကိန်းကနန်းလေးနမတ်စင်လေးတွေ့ဝကြဖက်လိုက်လို့အဲ့ဒီကိန်းကနန်းနမတ်စင်လေးကလိုရာထက်ပုံများနေမို့ဆိုတဲ့ပါတီကယ်လေးကိုလည်းစဉ်းစားလို့ရကြောင်းမှားလိုက်ချင်တာပါဆိုလိုတာနင့်နဲ့ဟဲ့ဒီလောက်တောင်ပူအိုက်နေတာအနှွေးတယ်3ကွက်လက်ဝစ်လာတယ်နော်ဆိုရင်အဲ့လိုမျိုးကြတော့အနှွေးတယ်3တယ်တောင်ဝစ်လာတယ်နော်ငါပြီးခဲ့တဲ့လကပတ်စံ9သိန်းကွက်လက်3ပလိုက်တယ်9သိန်းတောင်3ပလိုက်တယ်စသဖြင့်ကိုတွေ့လိုက်တဲ့ကဏ္ဍမှာနော်ဝက်ကြဖက်လိုက်တယ်ကိုဖက်လိုက်တဲ့ဝက်ကြမှာပါတယ်ကိန်းကနန်းကလိုရာထက်ပမာဏများချောင်းပြချင်တာမျိုးဆိုရင်သူ့နောက်မှာပါတီကမို့လေးကိုစဉ်းစားစီခြင်းနဲ့လို့မှားလိုက်တာပါနောက်တစ်ခု listening ဖြင့်အကြောင်းသားတွေသိတဲ့အတိုင်းပုံပါတဲ့ဟာလေးတွေရှိရလေ listening ဖြင့်ဘာလေးဘာလဲဆိုပုံပေးထားတဲ့ဟာလေးအဲ့ဒီပုံလေးတွေကခက်ဆင်ဆင်တူတဲ့ပုံဆိုရင်အကြောင်းသားတွေကဘာလုပ်ထားတယ်လဲဆိုတော့လေအဲ့ဒီပုံတွေထဲမှာမတူတဲ့နေရာလေးကိုကျူရှာထားပါဒါ listening ဖြေဖို့အတွက်သတိပေးလိုက်တာနော် listening ပု္ပ္ပစာတွေမှာအချို့ပု္ပ္ပစာတွေကပုံပါတာတွေရှိတယ်အဲ့ဒီပုံလေးကခက်ဆင်ဆင်တူနေတဲ့ပုံဆိုရင်တူနေရတဲ့မှာမှမတူတဲ့ဟာကိုမြင်အောင်ရှာထားပါကိုကအတန်ဖွင့်လို့နားထောင်ရင်အစာဆုံးမသိရင်တော့မတူတဲ့နေရာလေးအကြောင်းကိုပဲကြောင်းနားထောင်တဲ့ရင်အဖြေအနည်းဆုံးတွေ့ပါတယ်နောက်တစ်ကြောထပ်မှာရင် listening ဖြင့်ခက်ဆင်ဆင်တူတဲ့ပုံတွေတွေ့အဲ့ဒီပုံလေးပုံတွေကမတူတဲ့ပုံနေရာလေးကိုမြင်အောင်ကြည့်အဲ့ဒီအကြောင်းလေးပြောရင်အာရုံစိုက်လိုက်ဒါဆိုရင်တော့အနည်းဆုံးအဖြေတွေ့တတ်ပါတယ်နောက်တစ်ခု listening ဖြင့်အချို့မိကုန်းတွေကယောက်ျားလေးနဲ့ပတ်သက်တာမေးတယ်အချို့မိကုန်းတွေကမိန်းကလေးနဲ့ပတ်သက်တာကိုမေးတယ်အိုင်နာလေးတွေသတိထားစီခြင်းတယ်တခါလေတော့တိုက်ရှိတော့ယောက်ျားလေးလားမိန်းကလေးလားသတိမထားမိဘူးတပုတ်လုံးနားထောင်နေသူပြောပြီးသွားလို့ရှိရင်ယောက်ျားလေးကဘာလုပ်ချင်တာလဲမိန်းကလေးကဘာလုပ်ချင်တာလဲဆိုရင်ကိုကခေါင်းထဲမှာရောထွေးသွားတဲ့ခါရှိတယ်ဆိုလိုချင်တာကမိကုန်းမှာမှအိုတိုးခိုကဘာဝယ်မှာလဲအော်နာကဘာဝယ်မှာလဲဆိုတဲ့အတန်ကြားရင်ကိုကစိတ်ထဲမှာမှတ်ထားရမှာဒါငါဆိုရင်ယောက်ျားလေးပြောတဲ့ချောင်းအာရုံစိုက်တင်ပြီမိန်းကလေးနဲ့ပတ်သက်တဲ့မိန်းကလေးဆိုရင်မိန်းကလေးပြောတဲ့ချောင်းအာရုံပူစိုက်တင်တယ်တခါလေသူတို့ပြောတာတော့ကြားတယ်ဒါပေမဲ့ယောက်ျားလေးအတွက်မေးမှန်းမသိမိန်းကလေးအတွက်မေးမှန်းမသိပဲနဲ့မှားသွားရင်ကြားရတာနဲ့အဖြေမရတာမျိုးနစ်နာမှာဆိုလို့ပါမိကုန်းကယောက်ျားလေးချောင်းမေးရင်ယောက်ျားလေးပါဇက်နဲ့ပြောတဲ့တန်ကိုအာရုံစိုက်မိန်းကလေးအကြောင်းလို့မေးရင်မိန်းကလေးအတန်နဲ့ပြောတဲ့ဟာတွေကိုအာရုံစိုက်စေချင်ပါတယ်ဒါလေးနှစ်ခုကတော့ listening ဖြေတဲ့အခါမှာသတိထားတဲ့အချက်လေးတွေပေါ့နောက်တစ်ခု grammar ဘိုင်းပေါ့ grammar ဘိုင်းမှာကွက်လက်နောက်မှာခုတ်တူက RD-must တွေ့ရင်ကွက်လက်ရဲ့အနောက်မှာခုတ်တူက RD-must တွေ့ရင်ကျောင်းသားတွေဒီအဖြေမှာ form လေးနှစ်ခုသွားရှာပါတစ်ခုက dictionary form မှာတစ်ခုက 9 form မှာအကယ်လို့ကွက်လက်နောက်မှာခုတ်တူက RD-must တွေ့ရင်ကျောင်းသားတွေအနေနဲ့ရှာရမှာနှစ်ခုရှိတယ်တစ်ခုက dictionary form တစ်ခုက ta form ဘယ်အခြေအနေမှာ dictionary form သုံးရမလဲဆိုတော့ဖတ်လိုက်တဲ့ဝက်ကြက verb လေးရှိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်နိုင်ရင် dictionary form ရှာပါဖတ်လိုက်တဲ့ဝက်ကြပုံစံကလှုပ်ဖူးတယ်ဆိုတဲ့ပုံစံမျိုးတက်ရောက်ရင် ta form ရှာပါနောက်တစ်ကြောထပ်မှာလိုက်ရင်ကွက်လက်နောက်မှာခုတ်တူက RD-must ဆိုတာလေးကိုတွေးခဲ့ရင်နှစ်မျိုးစဉ်းစားပါရှင် dictionary form နဲ့ ta form ဝက်ကြအနေထားကလှုပ်လေးရှိတယ်မကြာခဏလှုပ်လေးရှိတဲ့ပုံစံမျိုးတက်ရောက်နိုင်ရင် dictionary form ရွေးပြီးတော့လှုပ်ဖူးတယ်ဆိုတဲ့ပုံစံမျိုးတက်ရောက်နေရင် ta form ရွေးပါနောက်တစ်ခုက
စာကြောင်းတွေမှာပါလေးပါထားရှိတဲ့အတွေ့လေးပါတဘွန်တလျှောတဘွန်တလျှောကဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်လေးပါတဘွန်တို့တလျှောတို့ကအတွဲလိုက်လေးပါတတ်တယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးပါနော်ဒါလေးတွေသိထားစေချင်ပါတယ်တဘွန်တလျှောနောက်တစ်ခုမှာကျင်တာကဝကြကိုဖတ်လိုက်လို့ဝကြရဲ့အဓိပ္ပာယ်ကဥမာမဘတ်ဖဲနဲ့ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ရင်ထမင်းမစားဘဲနဲ့အပြင်သွားတယ်မြင်းမပိတ်ဖဲနဲ့အိတ်တယ်စာမလုပ်ဖဲနဲ့ဂိမ်းစော့တယ်အဲ့လိုမျိုးပေါ့နော်ဝကြကိုဘာသာပြန်လိုက်လို့မဘတ်ဖဲနဲ့ဆိုတဲ့အဓိပ္ပာယ်ပေါက်ရင်အဖြေမှာအဲ့ဒီမဘတ်ဖဲနဲ့ကိုပြောဖို့နှစ်မျိုးရှိပါတယ်ဂျပန်သားမှာအငင်းက9နဲ့သုံးလို့ရတယ်ဇုလည်းသုံးလို့ရပါတယ်9နဲ့သုံးလဲအငင်းဇုနဲ့သုံးလဲအငင်းပဲပြောင်းနေရချွတ်ဆွတ်တူတယ်တခုပဲ9ဆိုရင်တော့ရှီမတ်ဆိုရှီ9ဖြစ်တယ်ဇုဆိုရင်တော့ရှီမတ်ဆိုရင်ရှီဇုမဟုတ်ဘဲနဲ့10ဇုလေးတော့ဖြစ်ပါတယ်အဲ့တော့မှတ်စေချင်တာဂျပန်လာမှာနောက်ထပ်အငင်းက9မဟုတ်တဲ့အငင်းကဇုပါပြောင်းဒီအားလုံးတူတယ်တခုပဲ9ဆိုရင်တော့ရှီမတ်ဆိုရင်ရှီ9ဒီမှာဇုဆိုရင်တော့ရှီမတ်ဆိုရင်10ဇုကျန်တာတော့အကုန်တူတူပဲဤကနေအပြောင်း9ကဇုကပဲဒီနားလေးပဲ꿰တာကိုကမလုတ်ဖဲနဲ့လို့ပြောချင်ရင်9ပါရင်သူနဲ့တွဲဖို့9တဲ့ဆိုတဲ့အတွဲကိုရွေးပါမလုတ်ဖဲနဲ့လို့ပြောချင်နှစ်မျိုးတဲ့တစ်မျိုးကိုရှာလို့ရတယ်အတိအကျပေါ့နော်9ဆိုရင်ဒဲပါမှမှန်မယ်ဇုကိုရွေးမယ်ဆိုရင်နိပါမှမှန်မယ်9တဲ့နဲ့ဇုနီလေးကိုမှတ်သွားပါနောက်တစ်ခု listen နဲ့မှာပါတတ်တာမေးခွန်းပါလေချက်ချင်းပါလို့ရမှာလေစုဘူးဟာဂျီမဲနီတို့ဆိုင်းရှောနီတို့ခိုနိုအတိုတို့ခိုရီခါရာတို့အဲ့လိုမျိုးမေးခွန်းလေးတွေစကားလုံးလေးပါတတ်တယ်ကောင်မလေးကအရင်ဆုံးဘာလို့ရမှာလဲပထမဆုံးဘာလို့ရမှာလဲအဲ့လိုမျိုးတွေပါရင်လေသူတို့သဘောတဘာဝကကျောင်းသားတွေကိုအဖြေ၄ခုပေးလိုက်မယ်အဖြေ၄ခုထဲမှာဥမာပေါ့နံပါတ်၄အကြောင်းကွက်တိကွက်ကြကြီးပြောတယ်မသိရင်နံပါတ်၄ကအရင်ဆုံးလုပ်ရမယ့်ပုံစံကိုကအဖြေရွေးတော့မယ့်အချိန်မှာအဲ့ဒီမှာပြီးတော့ချော့တူမတဲ့ခဏလောက်စောင့်အောင်ဆိုနိုးမအေနီအဲ့ဒါမတိုင်ခင်ဘာကိုလုပ်ပါဆိုပြီးတော့အခြားအဖြေတစ်ခုကိုပြောင်းတာဖြစ်သွားနိုင်တယ်ဆိုလိုတာသူတို့ရဲ့မေးခွန်းတဲ့ပုံစံသဘောတဘာဝလေးကမေးခွန်းထဲမှာအရင်ဆုံးဘာလုပ်ရမလဲမေးခွန်းမျိုးဆိုရင်အဖြေလေးခုလုံးလုပ်ရတာဖြစ်နေရင်တော့မှအစဉ်အစဉ်လိုက်ရအရင်ဆုံးလုပ်ရမယ့်ဟာကိုနားထောင်ရမှာပြောချင်တာကသူတို့ကကိုရီကိုအဖြေတစ်ခုလို့ထင်အောင်ကွက်တိကွက်ကြအဖြေတစ်ခုပြောတယ်ပြောလို့ကိုကရွေးမဲ့ချိန်မှာဆိုနိုးမရဲ့နီအဲ့ဒါမတိုင်ခင်ဘာလေးလုပ်ပါဆိုရင်ခုနကကွက်တိကွက်ကြကြားထားတဲ့အဖြေမဟုတ်ဘဲနဲ့အဲ့ဒီမတိုင်ခင်လုပ်ပါဆိုတဲ့ဟာလေးကိုရွေးရတတ်တယ်ဆိုလိုချင်တာကအရင်ဆုံးလို့ဘာလို့လုပ်ရမယ့်ကိစ္စကိုပြောရင်တန်းပြီးတော့မရွေးနဲ့ဟုတ်အဖြေအပြောင်းရွှေ့လေးတွေရှိနိုင်တယ်များသောအားဖြင့်အပြောင်းရွှေ့စကားလုံးကဆိုနိုးမအေတို့အဲ့လိုမျိုးဟာလေးတုံးတတ်တယ်အဲ့ဒါမတိုင်ခင်ဘာလုပ်ပါတို့ညာလုပ်ပါဆိုတဲ့ပုံစံမျိုးလေးပါရင်အဲ့ဒီအရင်လောက်ခိုင်းတဲ့ဟာအဖြေဖြစ်တတ်ပါတယ်နော်ဒီအပိုင်းကားလေးရဲ့နောက်ဆုံးမှာချင်တာက listen နဲ့မှာဖြေမရွေးတတ်ရင်တော့ပယ်တတ်ရမယ်သူတို့ကအငင်းစကားလုံးလေးတုံးပြတယ်အငင်းလေးတွေတုံးပြီးတော့ကိုကအဖြေကိုပယ်သွားရင်၄ခုမှာအငင်းသုံးပြီးပယ်နိုင်အဖြေရွေးစရာနည်းသွားတယ်လေကို့အတွက်မှန်နိုင်ခြေတွေပုံများလာတယ်ကြားလေကြားထားရှိတဲ့အငင်းစကားလုံးလေးတွေကဒဲမိုကဒါပေမဲ့ပိုင်အဲ့ဒီဖြေကိုညင်းတဲ့ရာခိုင်တော့90%လောက်များတယ်ခဲတို့ဒဲမိုဒါပေမဲ့ခဲတို့ပင်မဲ့ဒါတွေကအငင်းတွေပါရောdasဒါလေးကိုပဲမှာစီချင်တာများသောအားဖြင့်ကိုရီသိတာလို့ကြားရင်ကောင်းတယ်လက်ခံတယ်ပဲသိတာတခါလေမှာဆိုတာဆိုရီပါခိုရီပါဒါတော့ပါပြီညင်းလိုက်တာလည်းရှိပါတယ်ဆိုတာအငင်းလည်းဖြစ်နိုင်တယ်ချီငါးဦးတစီရောကိုရီကြားဘူးမလားတော့မသိဘူးချီငါးဦးတစီရောမဟုတ်ဘူးလွဲနေတယ်ဒါတွေကလည်းအငင်းသဘောဆောင်တဲ့စကားလုံးတွေပါပြီးတခါလေသူကအဖြေလေးကိုကွက်တိကွက်ကြရွတ်သွားတယ်အဲ့ဒီမှာတို့တို့ဆိုတာလည်းမဟုတ်ဘူးဆိုတာအဲ့ဒီအဖြေကိုပြင်ညင်းလိုက်တဲ့ပုံစံမျိုးပါမရွေးတတ်ရင်တော့သူတို့ညင်းတာလေးတော့သိထားစီခြင်းပါတယ်ပြီးရင်ဆိုပြီးတော့လေဟင်းလိုပုံစံမျိုးလေးတွေကလည်းအငင်းလိုရာထက်ပိုဆွဲသွားတဲ့အတန်တွေကလည်းအငင်းကိုအားပေးတဲ့အတန်တွေပါဒါကြောင့် listening မှာအဖြေ၄ခုရှိရင်ကိုမကြားရင်တော့သူတို့ဘာလေးပယ်သွားလဲဆိုတာသိဖို့အတွက်အငင်းစာသားလေးတွေအာရုံစိုက်ပါအငင်းစာသားဖြစ်နေများသောအားဖြင့်ဒါလေးတွေကိုတွေ့ရပါတယ်ဒါလေးကတော့စာမေးပွဲတက်မှာခြင်းနဲ့အပိုင်း9ပဲဖြစ်ပါတယ်